Singapore မှာအလောက်သွားလောက်ဖို့အတွက်ဘာတွေလိုအပ်လဲဘယ်လိုလုပ်ရမှာလဲထိုင်းမှာရောအလောက်လုပ်လို့ရလားအိုမန်ကလူတော်တော်များများကျွန်တော်ကိုလာမေးကြတယ်မေးခွန်းပဲဖြစ်ပါတယ်မင်္ဂလာပါဒီဗီဒီယိုထက်မှာ Singapore အလောက်နဲ့ထိုင်းအလောက်ကြောင့်ကိုကျွန်တော်နဲ့အတူလေ့လာကြည့်အောင်အရင်ဆုံး Singapore အလောက်ကြောင့်နည်းနည်းပါးပါရှင်းပြကြပါမယ် Singapore မှာအလောက်သွားလောက်ချင်နေဆိုရင်တော့အဓိကလိုအပ်တဲ့အချက်ကတော့ experience နဲ့ language ပဲဖြစ်ပါတယ်Singapore မှာသုံးတဲ့ language က English and Chinese ပဲဖြစ်ပါတယ် language တစ်ခုလောက်တတ်ထားတယ်ဆိုရင်တော့မှတော်တော်လေးအဆင်ပြေတဲ့ထက်မှာပါပါတယ်ကိုက domestic helper အလုံးနဲ့သွားမယ်ဆိုရင် language ပိုင်းအရင်တော့မလိုပါဘူးဒါပေမဲ့အပြင်အလုံးနဲ့သွားမယ်ဆိုရင်တော့ language ပိုင်းကောင်းဖို့လိုတယ်လို့ experience လေးတကယ်ရှိနေဖို့လိုပါတယ်ကိုက experience ကတကယ်မရှိဘူး interview ဖြေတဲ့အခါ2 years experience ရှိတယ်လို့ဖြေလိုက်တယ်ဆိုရင်တကယ်အလောက်ထက်ရောက်လို့မလောက်တတ်ဘူးဆိုရင်တော့အလောက်ထောက်ခံရပါတယ်ခင်ဗျာဒီတော့ကိုမှတကယ်ရှိတဲ့ experience ပဲဖြေတာအကောင်းဆုံးပဲဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်စင်ကာပူဟာတခြားနိုင်ငံနဲ့လုံးဝမတူပါဘူးခင်ဗျာစင်ကာပူရဲ့အလုပ်တွေကအရန်ပင်ပန်းပြီးတော့စိတ်လည်းပင်ပန်းပါတယ်ဒီဒဏ်တွေကိုခံနိုင်မှစင်ကာပူသွားလို့အဆင်ပြေမှာဖြစ်ပါတယ်နောက်ထပ်မျှဝေပေးချင်တာကတော့ထိုင်းအလုပ်ကြောင့်ပဲဖြစ်ပါတယ်ထိုင်းမှာရောအလုပ်လုပ်ချင်နေဆိုရင်အရင်ဆုံးဗတ်ရရမှာဖြစ်ပါတယ်ဗတ်ရပြီဆိုရင်တော့ name list ကြလာလိမ့်မယ် name list ကြပြီဆိုရင်တော့လက်ပွေသွားနိုင်ရမှာဖြစ်ပြီးတော့ဒါတွေအကုန်လုံးပြီးသွားပြီဆိုရင် passport ထဲမှာ visa ထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ထိုင်းမှာတရားဝင်နေထိုင်လို့ရပါပြီခုလက်ရှိမှာတော့ဗတ်ရိုက်တာပိတ်ထားတာဖြစ်တဲ့အတွက်ထိုင်းမှာလည်းအလုပ်လုပ်ဖို့ဆိုရင်အဆင်မပြေသေးပါဘူးခင်ဗျာထိုင်းမှာ overstay ဖြစ်ပြီးတော့အလုပ်လုပ်လို့ရပေမဲ့အဖမ်းခံရရင်တော့မကောင်းပါဘူးတခါတလေမြန်မာပြည်ပို့တက်ပါတယ်ဆိုတော့ကိုယ့်အတွက်မြန်မာပြည်ရောက်သွားမယ်ဆိုရင်တော့ပြန်ထွက်ဖို့အရန်ခက်ခဲလိမ့်မယ်ကျွန်တော်အနေနဲ့စင်ကာပူနဲ့ထိုင်းကိုဘယ်ဟာရွေးချယ်ရမယ်အကြံပေးပါဆိုရင်တော့ကျွန်တော်ကစင်ကာပူပဲသွားစီချင်ပါတယ်ခင်ဗျာစင်ကာပူသွားခြင်းနေဆိုရင်တော့အခုပြထားတဲ့ WhatsApp နံပါတ်နဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကတော့တော့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Skyline Career page ကို follow လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ YouTube မှာကြည့်နေဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်